ကျွန်တော်တို့အရှိတောင်အာရှရဲ့မြန်မာပြည်ဘွားတိုက်ခတ်ရေးနည်းပညာဘောင်းစုံဒုတိယအသက်အငယ်ဆုံးရှုဂဘတ်ချန်ပီယံ UFC ရှုဂဘတ်ချန်ပီယံကြီးကဂျပန်ကိုသွားလေတဲ့အခါမှာဒီဂျပန်ဆာမူရိုင်းဝတ်စုံတွေဝတ်ပြီးတော့ဒီဓာရေးတိုင်းရေးတွေချရတော့ဗီဒီယိုလေးတွေ short လေးတွေတင်ကြတယ်ဒါကိုငကိုယ်တန်းကရှုံးပြီးတော့မအီမလဲဖြစ်နေတဲ့တိတ်ပြီးမကြည်မနှက်ဖြစ်နေဂျပန်တတိုက်ကဒီဗီဒီယိုလေးတွေကိုတွေ့ပြီးတော့မှဒါအဝတ်စားငားနေတဲ့လူတွေလူကြားသူကြားမှာဓာရေးတိုင်းရေးချနေတဲ့လူတွေသူတို့ရည်ကျင်းမှုတွေကိုဒါထိပါတဲ့ခရီးသွားဧည့်သည်တွေကိုလည်းဒါအနောက်အရှက်ဖြစ်တဲ့ရိုင်းကားစီတယ်ဆိုပြီးတော့မှသူတို့တွေမျိုးမျိုးခေါင်းစိတ်တင်ပြီးတော့မှဒါပို့တွေပြန်တင်ပို့တွေပြန် share ကြတယ်လောက်ကြတယ်ပေါ့ပြောရမယ်ဆိုပေါ့ဗျာဒီဂျပန်ကတုံးတို့ဒီအီမီဇာတို့မျက်နှာတွေကျွန်တော်တို့ထောက်ထားတဲ့အနေနဲ့တော့ကျွန်တော်တို့ကဂျပန်တွေကိုဘာမှတော့မပြောသေးဘူးဒါဂျပန်ကတုံးရဲ့မျက်နှာအီမီဇာတို့ရဲ့မျက်နှာနဲ့ဒီတစ်ခါတော့ကျွန်တော်တို့ငြိမ်နေပြီးတော့နားထောင်နေလိုက်မယ်